နွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စိတ်ရှိပါဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစံသိဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစလိုက်ကြမယ်စိတ်ရှိပါဟိုးရှိတုန်းကလူတယောက်ဟာအဖိုးတန်ယူနီချန်အိုးတစ်လုံးကိုပိုင်ဆိုင်ထားလေတယ်။သူဟာအဲ့ဒီယူနီချန်အိုးကိုတန်မိုးထားလွန်းလို့ကရင်ရဲ့ခေါင်းရည်မှာထားပြီးအိတ်လေတယ်။တညမှာအိတ်နေရင်ကန်ဆိုးစွာနေပဲယူနီချန်အိုးကိုမတော်တဆထိမိလို့ယူနွေအိုးအဖုံးဟာကရင်အောက်ကိုပြုတ်ကျသွားလေတယ်။အဲ့ဒီအခါလူလေနှံ့နိုးပြီးစိတ်တော့ကရောက်ကအိုးဖုံးမရှိတော့ဘူးဆိုမှတော့ရေနွေးချမ်းအိုးကဘာအသုံးဝင်တော့မလဲဆိုပြီးအဲ့ဒီလူကအဖုံးမရှိတော့တဲ့ရေနွေးချမ်းအိုးကိုလှမ်းဆွဲပြီးစိတ်တူတူနဲ့ပြတင်းပေါက်အပြင်ဘက်ပစ်ထုတ်လိုက်လေတယ်မနက်လင်းလာတော့ရေနွေးချမ်းအိုးအဖုံးဟာကန်ကောင်းစွာနဲ့မှွေရပေါ်ကျနေလို့ကွဲမသွားပဲအကောင်းတိုင်းရှိနေလေတယ်အဲ့ဒီမှာရေနွေးချမ်းအိုးကိုသူကိုယ်တိုင်ညကပစ်ထုတ်လိုက်မိတယ်ဆိုပြီးစိတ်တူတူနဲ့အဲ့ဒီအဖုံးကိုနင်းချလိုက်လေတယ်ထို့နောက်အိမ်ပြင်ထွက်လာတဲ့အခါညကလွတ်ပစ်လိုက်တဲ့အိုးဟာမကွဲမရှပဲတစ်ကိုင်းအထက်မှာချိတ်နေတာကိုတွေ့လိုက်တော့သူ့ရဲ့အလှင်စလိုပြုတ်ခဲ့တဲ့မှားယွင်းတဲ့လောက်ရဲ့အတွက်နောင်နာကြီးစွာရသွားလေတယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့တခါတလေမှာကိစ္စရဲ့တချို့ဟာစောင့်တန်စောင့်ကြည်တန်ကြည်နှေးတန်နှေးရတယ်တဲ့အရာရာတိုင်းအလောတကြီးဖြစ်ဖို့မလိုဘူးကိစ္စရက်တော်တော်များများကလည်းကိုတွေးထင်တယ်လို့ဟုတ်မနေတတ်ဘူးလောတယ်စိတ်ဆက်တယ်ဆိုတာဟာမိစ္ဆာတကောင်လိုကိစ္စရက်တော်တော်များများကိုအစိုးဘက်ကတွေးမြင်ပြီးပိုဆိုးအောင်လုံးမိတတ်တယ်လို့အစင်မပြေမှုတွေနဲ့ဆက်ခါပိုရင်ဆိုင်ရတတ်တယ်ဒါကြောင့်စိတ်တည်ငြိမ်ဖို့အေးတတတွေးစားတတ်ဖို့ကလည်းအသိဉာဏ်တစ်မျိုးဖြစ်ပေတယ်တချို့သောကိစ္စတွေကကိုဘလို့ပဲကြိုးစားချစ်ချိန်မတန်သေးလို့ဖြစ်မလာသေးတာမျိုးရှိတတ်တယ်။ဒါကြောင့်တချို့သောကိစ္စတွေဟာစိတ်မလောပဲလမ်းကြောင်းမှန်ဖို့ရာစိတ်ရှည်ပြီးတီးခံရတာမျိုးရှိတတ်တယ်။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ချန်လေးတို့လည်းဒီပုံမြင်လေးစီကနေတင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ချန်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့လှပတဲ့ဆန်းဆိုင်လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာသက်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်ကြည့်ဆုံးကြမယ်နော်